ဟုတ်ကဲ့မလားပါဗျကျွန်တော်ရဲ့ဟာရီယာလေးကိုအယိုးအစ်စ်ကျင်းကြီးလေးကိုရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ဗန်မာရဲ့မိခွက်တွေကိုဖြုတ်ပြီးတော့ကျွန်တော်အခုရှင်းရှင်းလင်းလင်းအယိုးအစ်စ်တွေကိုပြမှာဖြစ်ရိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်ချက်တော့ကြည့်ပြပါဟုတ်ပထမဆုံးအင်ဂျင်ကန်စကြည့်တော့မယ်ဆိုလို့ချင်းအင်ဂျင်ကန်ကတော့အင်ဂျင်ကန်ဖွင့်လိုက်ပြီဆိုတော့တက်မြင်ရတာတော့နံပါတ်1ရေတိုင်းကိုတက်မြင်ရပါတယ်ဒီရေတိုင်းဆိုလို့ချင်းဒီမှာရှင်းရှင်းလင်းလင်းကောက်နေရတော့အကောက်အကွေးပေါ့နော်အနာအစာတူနဲ့ထုရတဲ့တူရမီးရပေါ့ဒီရေတိုင်းပေါ့ရေတိုင်းစကြည့်ပါမယ်ရေတိုင်းကြည့်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့ထုံးစံတိုင်းဒီရှော့ဘာအုံကြည့်ပါမယ်ရှော့ဘာအုံကမှာဆိုလို့ရှိရင်လည်းရှင်းရှင်းလင်းလင်းမြင်အောင်လို့ဒီဘူးတွေပေါ့နော်ဒီပါဝါဒီဘူးတွေဒီပြန်ဘူးတွေဖြုတ်ကြည့်ရင်တော့ပို့ပြီးတော့ရှင်းလင်းမြင်ရပါတယ်ကျွန်တော်ဒါတွေကတော့ဖြုတ်မယ်ဆိုကားမောင်းလို့မရတော့တယ်မဖြုတ်တာပါကျွန်တော်ဒီအားအောက်တွေကိုဒီအားနဲ့ကွယ်နေတဲ့ဒီရှော့ဘာတိုင်းကြီးကိုအောက်ဒီမှာဒီချာကြည့်ပါမယ်ဒီရှော့ဘာအုံကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာဒီမီးခွက်တက်ထားတဲ့မီးခွက်ခွင်ရှိပါတယ်ဒီမီးခွက်ခွင်မှာဆိုလို့ရှိရင်ဒီဟာကတော့ဂိုးတိုင်းလို့ခေါ်ပါတယ်ဒီဟာကတော့ကျွန်တော်ဒီနားလေးကတော့ဒါလက်မောင်းတန်းလေးကိုခေါ်ပါတယ်ဒါကတော့မီးခွက်အောက်ကအထိုင်နေပေါ့မီးခွက်အောက်အထိုင်ဝင်နေပေါ့ဒီတန်းလေးကတော့ထိမိခိုင်းမိရင်တော့လဲလို့တော့ရပါတယ်သူကနက်နဲ့ဆွဲထားတာဖြစ်တဲ့အတွက်ဒီကောင်ကတော့ body structure ဘိုင်းဖြစ်တဲ့ခါကျတော့ body အသေးလေးဖြစ်တဲ့ခါကျတော့လဲလို့မရပါဘူးသူ့မှာ marking ရာတွေဒီ rapid ရာတွေ sport ရာတွေပါပါတယ်ဒီတိုင်များနှခမ်းနေဆိုလို့ချင်းလည်းစပါမယ်ဒီမှာဆိုလို့ရှိရင်လည်း short button chick sorry ဟိုဟာဒီ frame chick တွေပါတယ်ရှင်းရှင်းလင်းလင်းမြင်ရပါတယ်ဒီ chick တွေပေါ့နော်ဆိုတော့ဒီမီးခွက်ကြီးတက်လိုက်ပြီဆိုတာနဲ့ဒါတွေကရှင်းရှင်းလင်းလင်းကျွန်တော်မမြင်ရတော့ဘူးဒါတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းကားချစ်သူလူကမောင်တို့ရှင်းရှင်းလင်းလင်းမြင်အောင်လို့ကျွန်တော်ဒါတွေကိုအသေးသေးရိုက်ပြတာဖြစ်ပါတယ်သူကဒါကောင်းတဲ့ကားမှာဒါရှိတဲ့အင်္ဂါရက်တွေပေါ့နော်မကောင်းတဲ့ကားမှာဆိုလို့ကျွန်တော်ဒီကားတွေဒီအင်္ဂါရက်တွေမရှိတော့ပါဘူးဒီမှာဒီသူ့အတန်များတဲ့နှခမ်းလေးတွေမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ line လေးတွေတန်များလေးတွေကညီညာလေးနဲ့ပြောင်းပြီးဆင်းပြီးသူ့ sport လေးတွေ all sport လေးတွေဒီမှာ sport ရာလေးတွေအမှတ်သားလေးတွေရှိပါတယ်ဒီဘက်ကျတော့လေဒီတိုင်းပဲဒီဘက်ကျတော့လေဒီဟိုဘက်မှာကြည့်တဲ့အတိုင်းပဲဒီဂိုးတိုင်းလေးတွေဒီ frame ထိပ်ဖြားလေးတွေပိန်ချိတ်ပေါ့နော်ဒါလေးတွေအလားပါရှိမရှိကိုကျွန်တော်တို့ကြည့်ပါမယ်ဒါရှိပြီဆိုလို့ရှိရင်ဟိုဘက်တိုင်းပဲဒီရှော့ဘာအောင်ကိုကြည့်ပါမယ်ရှော့ဘာအောင်ကဒီဘက်ကတော့နည်းနည်းအကအဝယ်ပူများပါတယ်ဒီပလေးဘူးတွေပါအောက်မှာထားတယ်ပေါ့နော် socket ဘူးတွေအောက်မှာရှော့ဘာချိတ်ဒီမှန်ဒီအောက်ကနေကြည့်လို့ရပါတယ်ဒီဟာတွေကြည့်လို့ရပါတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်သူကဒီအောက်မှာရှိတယ်ဘန်မာအောက်မှာရှိတယ်ဘန်မာတန်းလို့လည်းခေါ်တယ်ဒါ frame ထိပ်ပိတ်တန်းလို့လည်းခေါ်ပါတယ်ဒီတန်းမှန်ကိုဟိုကြတော့ဒီဟိုဘန်မာနဲ့ကွယ်ထားတဲ့အတွက်ဒီတန်းကတော့တော်တော်ထဲကိုနှိုက်ပြီးကြည့်ရပါတယ်ကားလေးတိုက်ပြီဆိုလို့ရှိရင်ဘန်မာနဲ့ဒီတန်းကိုအရင်ထိတာပါကားတိုက်အားပြင်းသလောက်ဒီတန်းကြီးကသူကတတ်ထူတန်းပါတော်တော်မာတဲ့တန်းဖြစ်